တိန်းနေရဟုတ်ပါတယ်ခမရတို့နားကြမမှားပါဘူးဒီဖုန်းတစ်လုံးရတန်ဖို့ကညမာငွေတိန်းနေရပါတဲ့ဒီပတ်စံနဲ့ဆို iPhone 17 Pro Max အသစ်ဆက်၄လုံးလောက်ဝယ်လို့ရနေပြီဗျဘာလို့ဒီလောက်ဈေးကြီးတာလဲသူတို့ပြောတာကတော့ဖုန်းရဲ့ဘေးမှာပါတဲ့ဒီပတမ ခလုတ်ကြောင့်ပါတဲ့ဒီခလုတ်လေးကိုနှိပ်လိုက်တာနဲ့တင့်ကို24နာရီပတ်လုံးဝင်းစော်မှုပေးဖို့ကိုယ်ပိုင်အတွင်းရင်းမှုတရားကိုဖုန်းထဲမှာအသိရှိနေမယ်တဲ့ဒါပေမဲ့နိုင်ငံတကာကစမ်းတတ်သူတွေတကယ်သုံးကြည့်လိုက်တဲ့အခါမှာတော့အတော်လေးရည်ချင်းစရာကောင်းငယ်ခဲ့ပါတယ်သူတို့ရဲ့နီးပညာမြင့်အခိုင်အစေးဆိုတာကချက်ချင်းစားမပြန်ပါဘူးတရွတ်ဖီကရုံးချိန်ရောက်မှစားပြန်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒါကဘာနီးပညာမှမဟုတ်ပဲလူစစ်စစ်တွေကစာရိုက်ဖြစ်နေလို့ပါပဲဒါဆိုဖုန်းကရောကောင်းလားအမှန်ကဒီဖုန်းဟာတာမန်တရုတ်ဖုန်းအပေါ်စားလေးတစ်လုံးပါပဲအဲ့ဒီဖုန်းကိုယူပြီးအပေါ်ကနေတရေအစ်စ်တီကြောင်မြင့်ရတနာတွေနဲ့အလှဆင်ပြီးဈေးတင်ရောင်းထားတာပါဒေးလန်ပြီးထုံးရတာနှေးကွေးပါတယ်ဒီတော့တင်ကန်းစာယူစရာကဘာလဲဆိုတော့ပတ်စံများများပေးတိုင်းအကောင်းဆုံးပစ္စည်းရမယ်လို့မထင်လိုက်ပါနဲ့ဒါကြောင့်တထေးဆိုတာနဲ့အလိမ်မခံရဘူးမထင်ပါနဲ့သူတို့ကစီးပွားရေးမှာတော်ကျင်တော်မယ်ဒါတွေပဲနီးပညာပိုင်းမှာတော့ကြက်ကလေးတွေလိုအလိမ်ခံနေရရှာပါတယ်အတူချုပ်ပရင်တော့တထေးတွေလည်းဂျင်းမိတော့ပါတယ်ဒီဖုန်းကသိန်း100တန်ပေမဲ့အခုခမရကင်ထားတဲ့ဖုန်းတော့အလုံးမထစ်ပါဘူးဒါကြောင့်သိမ့်ဖုန်းလေးကိုမဲ့တန်ဖိုးထားပြီးဆက်သုံးလိုက်ပါဗျာနောက်ဗီဒီယိုမှာပြန်တွေ့မယ်